Hello Disney Tarot ကပါဒီနေ့က April 14 ရက်နေ့အကြာနေ့ဒီနေ့အတွက် message လေးကိုလုပ်ပေးဖြစ်တယ်ပေါ့နော်ဒီမှာ Nine of Pentacles ပါဒီနေ့အတွက်ကတော့လေပြောရရင်ကိုအရင်ကစူးစမ်းခဲ့သမျှအသေးပွင့်တွေကိုခံစားရမယ့်နေ့မျိုးပေါ့နော်ကိုယ့်ရဲ့အရေးချင်းနဲ့စူးစမ်းမှုကြောင့်ရလာတဲ့အောင်မြင်မှုတွေကိုအသိမပြုပါပြီးရင်ကိုယ့်ကိုယ်ယုံကြည်မှုနဲ့ရှေ့ဆက်လိုက်ပါဒီကန့်ကလေး independence ပေါ့နော်ကိုယ်တိုင်ကသူများအပေါ်မှာမိခိုစရာမလိုတော့ဘူးကိုယ့်ကိုယ်ဆုံးဖြတ်ချက်ချနိုင်တဲ့အခြေအနေမျိုးကိုလည်းကိုကရောက်နေပြီဒါကြောင့်ကိုယ့်ရဲ့အချိန်တွေကိုတန်မိုးထားပြီးကိုပျော်ရွှင်ရမယ်ကိုစိတ်ကျဉ်နေရမယ့်အရာကိုရှာဖွေရမယ်နောက်တစ်ခုဒီမှာတွေ့လား Nine of Pentacles ဆိုပြီးတော့ဒီမှာဒါကပြည့်စုံမှုတွေချမ်းသာမှုတွေကြွယ်ဝမှုတွေနိုင်ကိုကနန်းဖြစ်တဲ့အတွက်လောက abundance နဲ့ပြည့်စုံတယ်ကိုရိုင်းကအည်သွေးရှိတဲ့အရာတွေလှပတဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်ကိုစိတ်ချမ်းသာစေမယ့်အရာတွေအတွက်အချိန်ပေးပြီးလုပ်ပါအလုပ်တွေပဲတစ်ချိန်လုံးမလုပ်နဲ့ကိုရရှိထားတဲ့အောင်မြင်မှုတွေကိုလည်းအေးစစ်စစ်ခံစားကြည့်ဖို့လိုအပ်တယ်ပေါ့နော်ဒီမှာဒီကတ်ရဲ့ message က overall ပြောရရင်တော့ဒီနေ့မှာငါရမ်းတော်တာပဲဆိုပြီးတော့ကိုယ့်ကိုပြန်ပြောရမယ်နေ့မျိုးပေါ့နော်ကိုရိုင်းကလေကို့မှာရည်ချင်းတွေလည်းရှိတယ်ကို့မှာလုံလောက်တဲ့ပိုင်ဆိုင်မှုတွေလည်းရှိနေပြီအဲ့ဒါကြောင့်ဘယ်အကိစ္စကိုမှအလောတကြီးမလုပ်တော့ပဲတည်တည်ငြိမ်အေးအေးချမ်းချမ်းနဲ့ပဲကိုယ့်ရဲ့အောင်မြင်မှုနယ်ပယ်ထဲမှာပဲပျော်မွေ့ဖို့အချိန်ရောက်လာပြီပေါ့နော်ပြောရရင်ဒီကအလုပ်ကိုလည်းလုပ်ကိုယ့်အတွက်ကိုယ်ပိုင်ချိန်ကိုလည်းယူပေါ့အဲ့ဒါကိုသူကပြောချင်တာပါဒါက admin ပထမဆုံးဗီဒီယိုနဲ့လုပ်တဲ့ tarot reading ဖြစ်ပါတယ်ဒီဗီဒီယိုကိုတိုက်ဆိုင်တဲ့လူမှသာတွေ့မှာဖြစ်ပါတယ်အားလုံးပဲနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်